တက်သွားပါရတော့ဘောင်းဖေးအဲ့ဘောင်းရက်ထားပါဒီမှာမင်းကလေးဘာလဲအခုအချိန်မှာမင်းတယောက်ထဲမလား ဟုတ်တယ် မင်းတယောက်ထဲလား ဟုတ်တယ်ဟေးတယောက်ထဲလားမင်းဟို6ထဲတော့ပြီးခောက်ဆွဲစားမလားကိုနဲ့တူ2ယောက်ထဲလားမင်းကိုနဲ့လောက်ချစ်စမ်းမ မချစ်ပါဘူး နဲ့လောက်ချစ်စမ်းမ မချစ်ဘူးလို့ မ ပြော ချစ်ကုတ်ဟာရော ဟေး နဲ့လောက်ချစ်စမ်းမလို့ မချစ်ဘူး မင်းချစ်ရမှာကြောက်လား ကြောက်တယ် ကြောက်တဲ့စိတ်ဆိုအပျော်ထားအပေါ်သွားရင်တော့အိုးယူလို့ပြင်မယ်မင်းကဟိုးပကိုးသူလေးတော့နသားလေးမင်းသားလေးမှာအသားလေးမိတ်နဲ့မဆိုဝမ်းစမို့တက်လက်မတုံးနဲ့ဆိုအရှင်းမထွက်ထမင်းချက်ဖို့အကျုပ်တာဝင်ထားချုပ်เสียရှိရင်အပြဲပေး ဘာပြရမှာ ထမိန်အဲ့ဒါပြောတာပါဒီမင်းရတယ်မပြောရဲပါနဲ့လောက်ချစ်စမ်းမ မချစ်ဘူး ကိုတော့ရွှေကြီးမျိုးကြီးတွေပါညီမလေးအကိုနဲ့ညားလို့တော့လေချမ်းသာပြီအမလေးခြေပွားနဲ့မြေကြီးမထိစေရဘူးခေါင်းမိုးမှာဝက်တုတ်တုတ်ထားမယ် တာလည်းမဟုတ်ပဲပြောနေပြီ တကယ်ချမ်းသာတာပါညီမလေးရေနံဆက်ကြီးပဲ20 20တော့ ကြောကုန်းမှာပေနေအခုတည်းမတုတ်ရသေးဘူးနဲ့လောက်ချစ်စမ်းမညီမလေးရဲ့ ချစ်မယ် အေး ဘလို့တက်တည်ပြ အော်ညီမလေးတကယ်ကိုချစ်လားမချစ်လားနော်နော်အော်နော် ဘာဖြစ်တာလဲဘာဖြစ်တာလဲ တပတ်ကုန်တော့သူရက်သွားလိမ့်မယ်တာကြီးတို့ထားလဲနဲ့လောက်ချစ်စမ်းမ ကဲအဲ့ဆိုချစ်တယ် ဂေနာ တကယ် ဂေနာ တကယ် ဂေနာဟဲ့အကောကိုကြည့်ဆောင်ငါလည်းညိုကဗရိတ်မပါဘူး